ခေါ်အကုန်တခိုးတွေနဲ့ခေါင်းဆောင်တွေကိုပြောတာနော်လူတွေအားလုံးပြောတာမဟုတ်ဘူးမင်းတို့ဒါပြောတာဒီအချိန်မှာအာဂရိတရားကင်းကင်းရှင်းရှင်းနဲ့ပုံရန်သူဖြိုချရမယ်ငါအသေးချာပြောတယ်နော်အာဂရိတရားကင်းကင်းရှင်းရှင်းနဲ့အာဂရိလောက်သွားတဲ့ကောင်တွေကိုလည်းအရေးယူပြီးတော့ဖြိုချပြီးတော့နိုင်ငံသစ်စနစ်သစ်အနာဂတ်ကိုထူထောင်မဲ့အကောင်ပြကွာဟုတ်လားစောက်ရမ်းလာမပြောနဲ့နှစ်ကြောင်းသုံးကြောင်းဖတ်တယ်ဖြဲထုတ်ပါငါဖြဲမှာစပယ်ရှယ်ဖြဲမှာမကြောက်ဘူးစောက်ပြီးကိုမဆိုင်ဘူးမင်းစင်စားကြည့်မင်းတို့တိုက်နေတာပြက်နေကျိုးနေသိနေတာအမေရိကန်မှာမောင်မောင်အေးတို့ပန်ဆယ်လိုတို့ချမ်းသာနေတာမင်းတို့စောက်ဝတ်စုံဘောင်းစုံတွေဝတ်ပြပြီးအလှခံထားတာစောက်ချက်ရှိဖို့လိုတယ်မင်းတို့အောင်းနှောက်လည်းရှိဖို့လိုတယ်ငါပြတ်တယ်ကွာငါတို့ကမှန်မှန်ကန်ကန်မင်းတို့အကျိုးခံစားခွင့်မှုရဖို့ပြောနေတာအားနေဒီစောက်လူမျိုးကြီးတွေခေါင်းနဲ့လာထဲတို့တော်စောက်တုံးမကြတဲ့ကောင်စောက်ကူမဆိုင်ဘူးကွာအမှန်ပြောတာစရင်စစ်မရှိတဲ့အစိုးရဘောပဲကွာဘောတော့မှအကြီးကွာပါဇက်တဲကိုမထဲ့နဲ့တင်းထိုးထဲပလိုက်မယ်ကွာငါဘောဘာစောက်စရင်စစ်မှမရှိတဲ့အစိုးရဘာစောက်အေးယူမှုမှမရှိတဲ့အစိုးရအစိုးရအစ်စ်ကဒေါ်ဆန်းစုကြည်ဦးဝင်းမြင့်မသိသေးဘူးမင်းတို့ကလူလိန်အစိုးရကဘာကြီးဒါကြောင့်စောက်ကိုမင်းတို့အသိမှမပြုတာဒီမိုကရက်ကကစားကျင်လို့ပဲမင်းတို့စောက်ဆက်ဆံနေတာမှတ်ထားအောင်မလားလေငါတို့ကနိုင်ငံရေးကောင်းသိတယ်ဒီမိုကရက်ကကစားကျင်လို့ဆက်ဆံနေတဲ့အပိုင်းလေးပဲရှိတယ်ဟိုမှာတရားဝင်အစိုးရရှိစောက်ရင်းမပါလေတိတ်မပြောနဲ့မင်းတို့ဂူလာသမကပရိုတိုကောတွေတင်ချသွားဖတ်အောင်နော်ချီးတော့မကြနဲ့ဒါအမှန်ပြောတာတိတ်များလုံးတယ်ခါလေးကြတယ်နောက်တစ်ခုပြောမယ်ရွေးကောက်ပွဲကျင်းပပြီးလူလေလုံမဲ့ခင်ကြီးမြန်မာနိုင်ငံမှာလေလွတ်လပ်ရေးရပြီးတဲ့ကအာဏာသိမ်းပြီးတဲ့ကတကယ်လူထုတရားဝင်ရွေးကောက်တင်မြှောက်ထားတာကိုရွေးကောက်ပွဲတစ်ခုနဲ့ပဲတောက်လျှောက်ပယ်ဖြတ်လာတယ်ဆိုတာကိုခင်ဗျားတို့အသေးချာခေါင်းနဲ့ထည့်လိုက်ပထမရွေးကောက်ပွဲကိုနောက်ရွေးကောက်ပွဲနဲ့ပယ်ဖြတ်ပြီးတော့လူလေလောက်လာအဲ့ဒါကိုလှုပ်ဖို့အတွက်အကြံပေးတာခင်ကြီးဒုတိယကခင်ဗျားတို့ကြားဘူးတဲ့တမ္ပရမောင်မောင်ရဲ့သမီး